And what did he do? အတူဘာလုပ်ခဲ့လဲ He preached the gospel. ဘာလို့လဲဆိုတော့တရားဟောလို့ဖြစ်တယ် He encouraged others to go out. ပြီးတော့သူများအားပေးပြီးတော့သူလှုပ်ဆောင်တယ် Because nothing can stop God. ဘယ်အရာကမှဘုရားကိုမရပ်တန့်နိုင်ဘူး So we live in the truth of God. ဒါကြောင့်ကျွန်တော်တို့ဘုရားရဲ့တမန်တရားထဲမှာသက်ရှင်တာဖြစ်တယ် And that sets us free. အဲ့ဒီတမန်တရားကပဲကျွန်တော်တို့ကိုလွတ်မြောက်စေတာဖြစ်တယ် So we're not going to let sin or Satan or the world control our thinking. ဒါကြောင့်တော့ယန်သူကတင်းရဲ့အသွေးတွေကိုမထိန်ချုပ်ပါစေနဲ့ What will control our thinking? ကျွန်တော်တို့ဘယ်အရာကိုထိန်ချုပ်ရမလဲဆိုရင် The Word of God. နှုတ်ကပတ်တော်အဖြစ်ဖြစ်တယ် The truth of the Bible should control our thinking. ကျွန်တော်တို့ရဲ့အတွေးတွေစိတ်တွေကိုဒီနှုတ်ကပတ်တော်တမန်တရားအဖြစ်ပဲထိန်ချုပ် What does it say in Romans 12 verse 2? ယောမ12နှစ်မှာပြောလဲ Be transformed by the renewing of your mind. ကျွန်တော်တို့ရဲ့အတွေးတွေကိုအသစ်ဖြစ်စေမှာဖြစ်တယ် What renews your mind? အဲ့ဒီစိတ်နှလုံးအသစ်ကဘာလဲဆိုရင် The Word of God. ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ် The Word of God coming to your mind by the power of the Holy Spirit. ကျွန်တော်တို့စိတ်ထဲကိုနှုတ်ကပတ်တော်ခံယူတဲ့အခါမှာအသက်ရှင်သောဝိညာဉ်တော်တကူလည်းခံရမှာဖြစ်တယ် Cleanses your mind from sin. ကျွန်တော်တို့ရဲ့မကောင်းတဲ့အတွေးခေါ်တဲ့အပြစ်တွေအားလုံးကိုစေ It ချော cleanses your mind from the world. ဒီလောကအရာဆွဲလန်းတဲ့အရာတွေကိုလည်းဖယ် It ရှားတယ် cleanses your mind of the lies of the devil. စာရမဏေရဲ့တွေးဆောင်ခြင်းနဲ့လိမ်ညာထည့်ဖြားမှုကိုလည်းဖယ်ရှား Because we have the mind of Christ. ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ရဲ့စိတ်သဘောတွေကခရစ်တော်နဲ့တူလာလို့ဖြစ်တယ် Do you know that? အဲ့ဒါသိလား The Bible says you have the mind of Christ. စံတကပြောတဲ့သင်ရဲ့စိတ်နှလုံးကခရစ်တော်ဟာကဲ့သို့ဖြစ်တယ် And we want the truth of God to grow within us. အဲ့ဒီတမန်တရားကပဲကျွန်တော်တို့နဲ့တူရှိပြီးကျွန်တော်ထဲမှာသက်ရှင်တာ And so we're going to talk today about how we can do that. ဆိုတော့ဒီနေ့ကဘယ်လိုလုပ်ရမလဲဆိုတော့ပြောချင်တယ် Because we want to do it intentionally. ဆိုတော့ကျွန်တော်တို့တကယ်ကိုအာယုံဆက်မဲ့ဂရုတစိုက်လုပ်ဆောင်ဖို့ဖြစ်တယ် Not by chance. နော်အခွင့်အရေးလုံးမဟုတ်ဘူး We want to grow. ဖို့ဖြစ်တယ် So what are the qualities of the mind controlled by truth? ဆိုတော့ဒီတမန်တရားအဖြစ်ကျွန်တော်တို့စိတ်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုရင် First, the mind controlled by the Word of God is a mind controlled by the Holy Spirit. ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုနှုတ်ကပတ်တော်နဲ့ထိန်းချုပ်မယ်စိတ်နှုတ်ကပတ်တော်နဲ့ဆင်ခြင်တဲ့အခါမှာရှင်တော်ဝိညာဉ်တော်ကထိန်းချုပ်မှာဖြစ်တယ် We saw that in Romans 8 verse 6. တင်ယောမခန်းကြီး8အခန်းငယ်6မှာလည်းတင်တွေ့နိုင်တယ် It says, the mind set on the flesh is death, ဇတိပဂရိစိတ်သဘောတည်တည်ခြင်းကြောင့်ဖြစ်၏ but the mind set on the Spirit is life and peace. ဝိညာဉ်ပဂရိစိတ်သဘောတည်အသက်ရှင်ခြင်းအကြောင်းနဲ့ငြိမ်သက်ခြင်းအကြောင်းဖြစ်၏ Amen. That's the mindset on God's. အဲ့ဒါကဘုရားသခင်ကကျွန်တော်စိတ်သဘောနဲ့ပတ်သက်ပြီးပေးထားတဲ့ဂရုဖြစ်တယ် It is life. အဲ့ဒါကအသက်ရှင်ခြင်းဖြစ်တယ် It is peace. အဲ့ဒါကငြိမ်သက်ခြင်းအကြောင်းဖြစ်တယ် What about you today? ကဲတရားဒီနေ့ဘယ်လိုလဲ Are you struggling in your ဝဲတလေလေဖြစ်ပြီးတော့မှမလွတ်မြောက်နိုင်ဘူး I struggle in my thinking at times. ဒီတိုင်းမှာငါဒီအတွေးတွေမှာပဲရောမထွက်နိုင်ဘူး All Christians struggle at times in their thinking. ခရိယာများစုကဒီအတွေးထဲမှာပဲခြားခြားလဲနေတာဖြစ်တယ် And I know when I'm struggling in my thinking, I don't have peace in my mind. ဒီမှာစိတ်ပူစရာတွေတွေးနဲ့ကြောစိတ်ထဲမှာငြိမ်သက်ခြင်းတွေမခံစားရ When my mind is filled with the news of the world, I have no peace. အဲ့ဒီခါမှာလောကကပြောတဲ့သတင်းတွေလိုတဲ့အရာတွေများတဲ့ခါမှာကျွန်တော်တို့ထဲမှာငြိမ်သက်ခြင်းတွေမရှိတော့ဘူး What do I need to do? အဲ့လိုမျိုးဖြစ်တဲ့ဆိုဘာလုပ်ရမလဲ I need to go back to the Word of God. ဘုရားသခင်ရဲ့ဘုရားတော်စီကိုပြန်လှမ်းမယ် I need to get God's perspective. ပြီးတော့ဘုရားသခင်ရဲ့မဆခြင်းကိုယူမယ် What does God say about what's happening? နော်ဘယ်လိုချင်းဒီမှာဘုရားသခင်အဲ့လိုချင်းဘာပြောမလဲ And to have my mind filled with His truth, သူပြောတဲ့အရာကိုပြောတဲ့ခါမှာကျွန်တော်စိတ်ထဲမှာ filled with His perspective. သူရဲ့တဏ္ဍာချင်းတွေကိုပြန်ထည့်ပေးမယ် And that brings peace to my thinking again. အဲ့ဒီခါမှာကျွန်တော်တို့စိတ်အတွေးတွေကပြန်ပြီးငြိမ်သက်သွားမှာဖြစ်တယ် It brings joy to my thinking. အဲ့ဒီခါမှာကျွန်တော်တွေးထဲမှာဝမ်းမြောက်ခြင်းတွေပြည့်လာမယ်
The world never has to control our minds. Our minds can always be filled with peace. They can be filled with rest. What about your thinking today? Does the enemy come to try and control your thinking? What's the primary way he gets into you? Is it through sin? Things you're watching? Things you're hearing? Is it through Is it through him just lying to you? Some bad experience happens and he lies to you. What is it? How's your mind today? Well, the good news is this: God is cleansing our minds. Every day transforming our mind. But what do we need to do? We need to learn how to participate with God. God's the one who does it. But we need to position ourselves. We need to be able to receive. Every day. Cleanse your mind. And we're going to learn how to do it. So the mind filled with God is controlled by the Spirit. The mind filled with truth is controlled by life. Many years ago, when I was struggling with depression and discouragement, my mind was not filled with life. I remember my thinking. I remember how heavy my thoughts were. I remember the condemnation. I remember the guilt that I had in my thinking. The hopelessness in my thoughts. And I was a Christian. I was a pastor. But I hadn't learned to cooperate with God. I was filling my mind with the world. I was allowing the lies of the devil to fill my heart and my mind. All of the bad experiences I had in the past, I saw through the lens of the lies of the devil. That was my perspective. And I had to learn to come into truth. I had to learn to position myself. I had to learn how to cleanse my mind. How's your mind today? Well, there's good news. God has come to cleanse your thinking.
Because a mind controlled by the word of God is a mind filled with the Holy Spirit. ဘာဖြစ်လို့ကျမ်းစာနဲ့ကျွန်တော်တို့တွေးတွေကိုဖြည့်တဲ့အခါမှာတရှင်တော်ဝိညာဉ်တော်နဲ့ပြည့် It မှာ is ဖြ a စ်တယ် mind filled with life. ပြီးတော့ကျွန်တော်တို့အသက်ရှင်စေမှာဖြစ်တယ် It is a mind filled with peace. ပြီးတော့ညီသက်ချင်းကိုလည်းပေးမှာဖြစ်တယ် And it is a mind devoted to Jesus. ကျွန်တော်တို့ရဲ့စိတ်တွေသဘောထားကိုလုံးလုံးလျားလျားတကယ်ခရစ်တော်၌အနံ့ဖို့ပဲဖြစ်တယ် Let's read 2 Corinthians chapter 11 verse 3. နိကော7:3နိကော7:3မှာပြောလဲဆိုရင်မွေသည်မိမိပရိယေအားဖြင့်အေဝါကိုလှည့်စားတဲ့ကဲ့သို့သင်တို့သည်စိတ်ဆွေးမြေ့ယိုယွင်း၍ခရစ်တော်ကိုအကျွမ်းမဲ့ချစ်သောစိတ်ပြောင်းမည်ဟုစိုးရိမ်ခြင်းရှိ၏ So what happened to Eve? ဆိုတော့ဒီအေဝါမှာဘာဖြစ်ခဲ့တာလဲ It says she was led astray by the serpent's deception. အေဝါကစာရန်ရဲ့လှည့်စားခြင်းထဲမှာသဘောတူခဲ့တယ်ခွင့်ပြုခဲ့လို့ That's the devil. အဲ့ဒီအရာကမာနပဲဖြစ်တယ် He comes daily to lie to you just like he did to Eve. နော်အေဝါကိုလည်းနေ့တိုင်းလာပြီးတော့မှလင်ညာလေဖြားခဲ့တာဖြစ်တယ် But we don't have to believe him. ဒါပေမဲ့ကျွန်တော်တို့သူ့ကိုမယုံကြည်ဘူးဆိုရင် We don't have to agree. သူနဲ့သဘောမတူညီဘူး We can set our minds on Christ. ကျွန်တော်တို့တွေးစိတ်တွေကိုခရစ်တော်နဲ့ပဲမဟုတ်ပြုမယ် We can be devoted to Jesus. ကျွန်တော်တို့ခရစ်တော်ကိုပဲလုံးလုံးလျားလျားအနံ့ထားမယ်ဆို We can say no. ကျွန်တော်တို့ no လို့ပြောနိုင်ရမှာဖြစ်တယ် I agree with God. ဘုရားသခင်နဲ့ပဲသက်ဆိုင်တဲ့သဘောတူတယ် So how does the devil work? ဒါကြောင့်ဒီဟာကဆာရမဏကဘာလုပ်လဲဆိုရင် How does his system work? သူ့ရဲ့လုပ်ပုံလုပ်နည်းလုပ်ဆောင်နည်းတွေက Well, I'm going to give you a little diagram here ဒီနောက်မှာပုံလေးတစ်ပုံလေးဆွဲပြချင်တယ် about how the devil likes to create his lies in our life. ဒီနေရာမှာကြည့်ချင်းပြတဲ့ယေသူဆာရမဏကကျွန်တော်တို့ဘဝထဲမှာဘယ်လိုလင်ညာလှည့်ဖြားရမလဲဆို And how God wants to stop it. လောက်ဆောင်တဲ့ຢာတွေကိုဘုရားသခင်ကဘယ်လိုရက်တက်ပေးမှလဲဆိုတော့လေ့လာမယ် So the first thing the devil uses is our experiences. ပထမဆုံးအနေနဲ့ကျွန်တော်တို့ဆာရမဏကကျွန်တော်တို့အတွေ့အကြုံကိုအသုံးပြုမယ်အသုံးချမယ် So you can write yours underneath this. Is it darker? မြင်ရလားမသိဘူးเนาะနောက်ကနည်းနည်းတော့မြင်မိန်သွားတယ်အသစ်ဆိုတော့စနူးဆိုအတွေ့အကြုံเนาะပထမဆုံးအတွေ့အကြုံအတွေ့အကြုံ Okay. Okay Okay, so the devil wants to use our experiences. မာနကတော့ကျွန်တော်တို့အတွေ့အကြုံတွေနဲ့အသုံးချမယ်အသုံးပြုစီခြင်းနဲ့ All the bad things that happen. ဘယ်လိုအဆိုးတွေဖြစ်ခဲ့တဲ့အရာမကောင်းတဲ့အရာတွေကိုပဲအသုံးပြုမှာဖြစ်တယ် What have been the negative experiences in your life? ကျွန်တော်တို့ဘဝမှာအနုလက္ခဏာဖြစ်ခဲ့တဲ့မကောင်းတဲ့အရာတွေကိုပဲအသုံးပြုမယ် I'm going to give you one of my major negative experiences. ဒီနေရာမှာဥပမာအနေနဲ့ကျွန်တော်ရဲ့ negative အဖြစ်ဆုံးတစ်ခုပေါ့နော် The devil's primary power in my life was rejection. မာနကဒီ rejection ညှင်းပယ်ခြင်းကို It started the day I was born. မွေးဖွားသူမွေးခဲ့တဲ့ချိန်ကစပြီး When my mother was pregnant with me, she thought I was a girl. ကျွန်တော်ကိုကိုဆောင်တဲ့အခါမှာအမေကထင်ခဲ့တာကမိန်းကလေးလို့ထင်ခဲ့တယ် She hoped that I was a girl. သူကမိန်းကလေးဖြစ်ဖို့ရတဲ့မျှော်လင့်ခဲ့တယ် You see, she already had my older brother. ကျွန်တော်မှာအကိုလေးရှိပြီးပြီ Now she wanted her perfect family of a boy and a girl. ဒါကြောင့်သူကတကယ်ကိုကောင်းပြည့်စုံတဲ့မိသားစုဖြစ်ဖို့ရတဲ့သားနဲ့သမီးကိုလူချင်တာဖြစ်တယ် And she already had a name for me. သူကမမွေးခင်တည်းကနာမည်တတ်မှတ်ပြီးပေးပြီးသားဖြစ်တယ် And so when I was born, she was very surprised. ဒါကြောင့်ကျွန်တော်မွေးလာတဲ့ခါမှာကျွန်တော်အမေကအရန်ကိုအော်သွားတယ် And she was disappointed. ဒီအဲ့ဒီခါမှာသူလုံးဝကိုစိတ်တက်သွားတယ် And my mother reminded me throughout my life that I was supposed to have been her girl. ဒါကြောင့်ကျွန်တော်အမေကကျွန်တော်မိန်းကလေးဖြစ်လာဖို့မျှော်လင့်တဲ့ကြောင့်အမေကအမြဲတမ်းသတိပေးပြီး You see, my mother was living out of the power of her disappointment. နော်အဲ့ဒီခါမှာအဲ့ဒီအမေရဲ့
မကျေနပ်မှုကကျွန်တော်ထဲမှာတည်လာတယ် And the devil lied to her. အဲ့ဒီခါမှာမာနကသူ့ကိုတုံးပြတယ်လိန်ညာလှည့်ဖျားတယ် You cannot be happy if it's a boy. နော်သူတားလေးဖြစ်တဲ့အတွက်ပြောနိုင်မှာမဟုတ်ဘူး That was the lie of the devil to my mother. အဲ့ဒါကမာနကကျွန်တော်မိကိုတုံး And she wasn't a Christian. သူကခရစ်ယာန်မဟုတ်ဘူး And so she lived under the power of this lie ဒါကြောင့်သူကဒီလိန်ညာလှည့်ဖျားမှုတွေမှာပဲသူရှောက်လန်းခဲ့ that I could not make her happy. နော်ကျွန်တော်ကအမေကိုဘယ်တော့မှမပြောရွှေစေနိုင်ခဲ့ဘူး And so throughout my life, I felt rejected by my mother. အဲ့ဒါကျွန်တော်ဘဝအစမှာမိခင်ရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရတယ် And then there were others who rejected me. နောက်ပြီးတော့နောက်ထပ်ကျွန်တော်ကိုညှင်းပယ်ခဲ့တဲ့လူတွေတွေ့တဲ့ခါမှာ But then at the age of 16, my father left the family. နော်နောက်ထပ်16ကျွန်တော်သက်16နှစ်ပြည့်တဲ့ခါမှာအဖေကလည်းမိသားစုထားခဲ့ပြီးထွက်သွားတယ် And he rejected us. ကျွန်တော်တို့ကိုညှင်းပယ်ခဲ့တယ် And so rejection was my experience. ဒါကကျွန်တော်ကိုညှင်းပယ်ခံရခြင်းရဲ့အတွေ့အကြုံကိုတွေ့ဖြစ်တယ် Now the devil used this experience to lie to me. ဒါကြောင့်စာရမဏေကဒီလိန်ညာကျွန်တော်တွေ့ကြုံကိုသုံးပြပြီးတော့မှထပ်ပြီးလှည့်ပြဖို့ကြိုးစားတယ် Now, what would he say to me? ကျွန်တော်ကိုဘာပြောမယ်လို့ထင်လဲ What was the devil's lie to me? ကျွန်တော်ကိုဘယ်လိုလိန်ညာလှည့်ပြခဲ့မယ် The devil's lie to me was, you'll always be rejected. နော်သူကဘယ်လိုလှည့်ပြလဲဆိုတော့မင်းကဘယ်တော့မှလက်ခံခြင်းလက်မခံဘူးတရားအများနဲ့ညှင်းပယ်ဆွပြစ်ခြင်းခံရတဲ့သူဖြစ်တယ်လို့ပြော You are not valuable as you are. မင်းကဘယ်လိုတကယ်ကိုတန်ဖိုးမရှိတဲ့သူဖြစ်တယ်လို့ပြောနေတာ There's something wrong with you. မင်းကတခုခုမာရွေးနေတယ် That's why people reject you. အဲ့ဒါကြောင့်လူတွေကမင်းကိုညှင်းပယ်ဆွပြစ်တာလို့ပြောတယ် It's your fault that you're rejected. အဲ့ဒါမင်းရဲ့အမှားကြောင့်မင်းကိုဆွပြစ်တယ်လို့ပြောတယ် Those are the lies the devil spoke to me. အဲ့ဒီလိန်ညာလှည့်ပြခြင်းတွေချမ်းသူကကျွန်တော်ကိုအမြဲတမ်းပြောတယ် And what did he create? He created beliefs. သူကဘာကိုဖြစ်ပေါ်စေလဲဆိုတော့ယုံကြည်မှုကိုဖြစ်စေတယ်ယုံကြည်မှုယုံကြည်ချက်ပေါ့နော်ရှင်းမှာမြင်ရတာနော် So through our experiences, the devil wants to create beliefs. ကျွန်တော်တို့အဲ့ဒီအတွေ့အကြုံကကျွန်တော်တို့ကိုယုံကြည်ချက်ယုံကြည်မှုကိုဖြစ်ပေါ်စေတယ် What were my beliefs? ဆိုတော့ကျွန်တော်ဘာကိုယုံကြည်လဲ I would be rejected. ငါကညှင်းပယ်ခံရတဲ့သူ There's something wrong with me. ငါတခုခုမားနေတယ် My friends will reject me. တကယ်ချင်းတွေကလည်းမပေါင်းချင်ဘူး Leaders will reject me. ဦးဆောင်တဲ့သူကလည်းကြွမဆိုင်ဘူး And so I didn't feel comfortable in social settings ဒါအခါမှာကျွန်တော်ဒီလူမှုပတ်ဝန်းကျင်မှာမပျော်ရွှင်နိုင်တော့ဘူး because I thought people would reject me. ဘာဖြစ်လို့ဆိုလူတွေကငါ့ကိုမလို့ချင်ဘူး That was my ungodly belief. အဲ့ဒါကဖျားမကြိုက်တဲ့ကျွန်တော်ရဲ့ယုံကြည်ချက်ဖြစ်တယ် And this ungodly belief was created through my ungodly experience. ဒီဟာကကျွန်တော်ရဲ့ဖျားမပါဘူးเนาะungodly ဖျားမကြိုက်တဲ့အတွေ့အကြုံဖျားမလို့ချင်တဲ့အလိုတော်နဲ့မညီတဲ့ခံစားချက် We can often trace our ungodly beliefs back to negative experiences. ဆိုတော့ဒီအရာကဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်တို့ဖျားမကြိုက်တဲ့တက်တာကိုဖြစ်ပေါ်စေတယ် What about you? တရားဘယ်လိုလဲ What have been the difficult experiences in your life? တင်းရဲ့ဘဝမှာဘယ်လိုခက်ခဲတဲ့အခြေအနေကတင့်ကိုပြောင်းလဲစေလဲ How have others treated you? တခြားသောသူတွေကတင့်ကိုဘယ်လိုမြင်လဲပြောလဲ What was your family life like? မိသားစုဘဝကရောဘယ်လိုလဲ The enemy will lie to you through these negative experiences. တင်းရဲ့ရန်သူကအဲ့လိုမျိုးအလုံးလက္ခဏာတွေအပြင်တင့်ကိုတိုက်ခိုက်မယ်ဆွဲချမှာ What negative words spoken over you? အဲ့ဒီအလုံးလက္ခဏာစကားလုံးတွေနဲ့တင့်ကိုတိုက်ခိုက်မှာဖြစ်တယ် And how is the enemy use these experiences to create ungodly beliefs? ဒီလိုချက်လက်တွေအပြင်တင်းရန်သူကတင်းဘုရားပေါ်မှာမယုံကြည်နိုင်အောင်မကောင်းတဲ့အောင်တွေးဆောင်တယ် Now, what do our ungodly beliefs turn into? ပြီးတော့အဲ့ဒီယုံကြည်ချက်ကနေပြီးတော့
They turn into expectations. So our beliefs create expectations. Rejected. I expect people will not accept me as I am. And therefore, I have to perform to please people. I have to become someone else in order for people to like me. I have to please them. What about you? Have your negative experiences caused ungodly beliefs? And how have those ungodly beliefs created expectations within you? What do these expectations create? They create behavior. There's something wrong with me. My expectation became people would reject me. So what was my behavior? My behavior became that I needed to live to please people. Or I would avoid seeing people. And so I was a bit isolated at times. And what did this behavior tell me? What did it lead to? It leads again to the same negative experiences. So my expectation is I'll be rejected. Live accordingly. And that reinforces my experience. And this is the circle the enemy wants you to live in. And this circle reinforces itself. So we begin to have the same experiences in life. And the negative experiences again strengthen the ungodly beliefs. It deepens my expectations. And so my behavior changes. What about you? How has the devil done this in your life? Maybe today, in an area of your life, you are living in this circle.
ဒီနေ့သင်ရောဒီစောက်ဝိုင်းထဲမှာပဲတန်တရားလည်းတဲ့သူဖြစ်နိုင်တယ် What have been your negative experiences? သင်ရဲ့မကောင်းတဲ့တွေ့ကြုံတွေကပါလေ How have those negative experiences created ungodly beliefs within you? အဲ့ဒီမကောင်းတဲ့တွေ့ကြုံတွေကဘုရားသခင်ပေါ်မှာမယုံကြည်နိုင်ဘူးမယုံကြည်နိုင်မှုတွေကိုဖန်တီးတယ်ဖြစ်ပေါ်စေတယ် How can we get out of this circle? ကျွန်တော်ဒီစောက်ဝိုင်းထဲကနေဘယ်လိုလွတ်မြောက်နိုင်မလဲဆိုရင် Where can we get out of this circle? ဒီနေ့ဘုရားကနေဘယ်လိုလွတ်မြောက်ရမလဲ What can I change to stop this circle? ဒီစောက်ဝိုင်းကနေတန်ရနေရက်သက်ဖွဲ့တဲ့ဘာကိုပြောင်းလဲဖို့လိုတာလဲ Can I change my past experiences? ကျွန်တော်တို့ရဲ့လွန်ခဲ့တဲ့အတွေ့အကြုံတွေလား No, မဟုတ်ဘူး that's already done. ဒီဟာကတကယ်ဖြစ်ပြီးသားဖြစ်တယ် Where can I change in order to stop this circle? ဒီစောက်ဝိုင်းကိုရက်သက်ဖို့ရတဲ့ Yes, we can change our beliefs. ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုယုံကြည်ချက်ကိုပြောင်းရမှာ So we can stop the circle right here. ဒီနေရာမှာကျွန်တော်တို့ဖြတ်တောက်ပြီးရက်သက်လိုက်တဲ့အခါမှာ Change our beliefs. ယုံကြည်မှုကိုပြောင်းလဲတဲ့အခါမှာ This is we do through the Word of God. အဲ့ဒီဟာကတော့တရားအဖြစ်ဖြစ်တယ် God wants to change your beliefs. ဘုရားသခင်ကကျွန်တော်တို့ရဲ့ယုံကြည်မှုကိုပြောင်းလဲပေးစေခြင်းနဲ့ပြောင်းလဲ So let's say your experience has been that you've always struggled financially. ကျွန်တော်တို့ရဲ့တွေ့ကြုံကတော့ဝေးကြေးချက်တဲ့မယ်ခက်ခဲမယ် You grew up in a family that didn't have a lot. ကျွန်တော်တို့တကယ်ဒီသားစုထဲမှာအဲ့လိုပဲချီးပင်းခဲ့မယ် Maybe you have found it hard to get a job. အလုပ်တွေလည်းရှာရခက်တယ် Maybe you found it hard to provide for your family. ပြီးတော့ကျွန်တော်တို့ဒီသားစုကိုလည်း That's been your experience in life. ဟောက်ပတ်ဖို့ခက်တယ်ဒီဟာကကျွန်တော်တို့ရဲ့လက်တွေ့ဘဝဖြစ်တယ် What will the enemy say to you? အဲ့ဒီခါမှာတင်းညံသူကတင်းကိုဘာပြောမလဲဆိုရင် He'll say, you're never going to have enough. သူကပြောတယ်ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး You're never going to get by. ဘယ်တော့မှလည်းဝယ်နိုင်မှာမဟုတ်ဘူး You're not going to be able to provide for. God won't provide for you. အဲ့ဒီကလည်းမျိုးကိုညီမမဟုတ်ဘူး That's what he wants you to believe. အဲ့ဒါကတင်းညံတွေယုံကြည်စေ Now, when you believe this lie, what's your expectation? အဲ့ဒီဟာကိုယုံကြည်လိုက်တဲ့အခါမှာဘယ်ဟာဖြစ်လာမလဲဆိုရင် You're never going to have enough. ဘယ်တော့မှလုံလောက်တော့ဘူး You're always going to struggle. ပြီးတော့အမြဲတမ်းရုပ်ပြန်ပြီးတော့မှမလွတ်မြောက်နိုင်တော့ဘူး And what becomes your behavior? အဲ့ဒီခါမှာမူချစ်တွေကဘာဖြစ်လာမလဲဆိုရင် A lot of ungodly behaviors. ကဲကိုဘုရားမကြိုက်တဲ့တတ်တာတွေဖြစ်တာ One ဖြစ်လာမယ် One ungodly behavior is we don't give, ဘာမှဆုံးအရာကပါလေကျွန်တော်ဘယ်တော့မှမပေးတော့ဘူး that we're afraid. ဘာဖြစ်လို့လဲဆိုကျွန်တော်ကြောက်ရွံ့နေတယ် That's an ungodly behavior. အဲ့ဒါက Another ungodly behavior is we just give up. နောက်ထပ်တစ်ခုကတော့ပါလေကျွန်တော်အရှုံးပေးလိုက် I'm not going to believe anymore. မလုံးနိုင်တော့ဘူး I've never been able to find a good job, so I'm not even going to bother looking anymore. ဒီလောက်ကောင်းကောင်းလေးမရှာနိုင်တော့ဘူးဆိုပြီးတော့မှ I'm struggling on my mission field, so I'm not even pray anymore about it. အဲ့လိုမျိုးစိတ်တွေဝင်လာတဲ့အခါမှာကိုယ်တာတော့တော့စုမတောင်းနိုင်တော့ဘူးစုမတောင်းချင်တော့ And then what becomes our experience? အဲ့ဒီဟာကအတွေ့အကြုံဖြစ်လာတဲ့အခါမှာ Struggle. ခဲလာတယ်ဘယ်ကိုထမ်းနိုင် And we live in the loop. This is what we have to do every day. ဒီဟာကျွန်တော်လှုပ်ဆောင်ဖို့ဖြစ်တယ် And I want that you have to attack the lie. ဒါကြောင့်တင်းကိုမြင်စေချင်တာရန်သူကတင်းကိုဘယ်နေရာမှာဘယ်လိုတိုက်ခိုက်နေလဲဆိုတော့မြင်အောင်ကြည့်ပါ This is not a general thing. We have to be very specific. ဒီဟာကရေပူရအချမ်းဖြစ်ဖို့ဒါတကယ်ကိုတိတိကျကျအကြောင်းရင်းတွေဖြစ်တဲ့ချက် Go to war.
rejected was my enemy. It was a bondage. I could not change my experiences, but I could give them to God. Good. But what did I need to do? What do you need to do? You need to agree with God. You need to agree with what God says about your experiences. You need to agree with what God says about your future. And until we come to a place of truth, we will never be free. We will never move forward in our mission. Our family will not be blessed because we're living in the trap of the devil. And most Christians do not even see it. It's just become a way of life. And you've accepted it. Now we have to stop it. And when we stop it, we change the circle. Now it becomes God's circle. Now it becomes a circle of truth. So what did I need to change in my thinking? I was rejected. I believed I always would be. I wasn't good enough. What did I need to change in my thinking? I needed to believe the truth that God accepted me. I needed to believe the truth that I was fearfully and wonderfully made. I was always meant to be a man. He knew me before the world began. I am valuable through Jesus. Jesus gave his life for me. I am loved forever. I am accepted forever. God created me and he said, it is good. You see, that's the truth. I couldn't get up here and speak to you if I was living in this circle of lies. I would have believed the lie that you'll all reject me. You'll all find something you don't like about me. And I'd be worried about it. What are they thinking of me? Do they like me? Will they accept me? I have to please them. That is a life of bondage. But the truth came. The Spirit came. And he began to change my thinking. And he began to change my heart. Did my experience change? No. But my beliefs changed. I now see it. I now see it through the eyes of God. I believe Romans 8:28. He's going to turn it all around for good. He's going to use it for his glory.
So I began to change my thinking, to accept the truth. And it brought life. And so what happened? My expectations changed. I'm not going to be rejected. I am good the way I am in Jesus. People will accept me. I am valuable. I have something to offer because I am in Christ. So I now expect people to love me. And so my expectations changed. So my behavior changed. Now I can speak in front of people more. I don't expect leaders to reject me anymore. I can have deeper, more trusting relationships. That's become my behavior. What's my experience now? Growing relationships. Friends telling me they love me. People telling me how valuable I am. And now I'm able to receive it. In a new circle. So my experiences are changing. My belief in the truth is growing. The expectations are becoming more godly. And so my behavior is filled with obedience. And I live the experiences of God. This is how God wants us to live. So you can't change the past, but you can change your beliefs. And so I want you to go to war against the lies of the devil. And as your beliefs change, God can heal your heart. So what about you? What are you believing today? What are the ungodly beliefs? We're going to identify them. We're going to reject them. And most important, we're going to replace them. We're going to replace them with God's beliefs. We're going to replace them with the Word of God. What God says. You see, this never changes. Your experiences, they change. But God's Word never changes. No matter what has happened to you in life, God's Word is true for you. He will supply all your needs according to His riches and glory in Christ Jesus. You are fully loved and accepted by the Father. He will finish the work that He has begun. He will speak to you about your mission. He will bring you to the right place. No matter what has happened to you, all of God's promises apply to you. What do we need to do?
We need to know the truth. We need to agree with the truth. And we need to live the truth. And the truth will set you free. So we're going to do it now. Now we're going to hand out a sheet to give you. Do we have them? Now, do we have them for the people at the back too? Yes. Everyone can read them? Yes. Okay. How can? Because I know there's Burmese and there's Zomi. Yes. So one explanation is there. Our pastor's one. Well, he made them? Yeah. No, I mean the sheets. Yeah. We can give them. We can give them. Yeah. They understand them. Read. Pastor's one will read and explain about. Oh, he will. Yes. Okay. Okay. Has everyone got one? If you don't have one, please put up your hand. Okay, now before you do it, I have to explain it to you. So these are a list of possible ungodly beliefs. Some apply to you and some do not apply to you. We are just helping you identify possible ungodly beliefs. Now let me explain some of them to you. So the first one is false beliefs about God. Now, when I first read this list, I thought I didn't have any of those ungodly beliefs. Because I knew in my head that they were all lies. When I read, I must be good enough for God to love me. My head says to me that that's a lie. But my heart believed it. You see, I knew theology. I went to Bible school. So I knew all of the truths. But I didn't know them in my heart. So what do we need to do? We need to ask the Holy Spirit to reveal to us
You see, the Holy Spirit knows what our heart is thinking. And I discovered that I did believe that ungodly belief. I believed that I had to work really hard and be really good in order for God to fully love me. I believed that in my heart. And so we need to ask the Holy Spirit. You need to be prayer over every one of these. And before you start, say, Holy Spirit, show me if I'm believing any of these ungodly beliefs. There's one here that says, God should answer all my prayers. Now, what we mean by that is this. God should answer all my prayers the way I want him to. I believed that. So we're going to pray over the list. And then what you're going to do is you're going to put a check mark beside each one that you believe may be an ungodly belief in your life. Even if you think it might be an ungodly belief, put a check mark beside it. Even if you're not sure, put a check mark beside it. Because the devil likes to hide. And so what I want you to do then is I want you to go through all of these lists. And if you don't know what something is, just skip over it and go to the next. We're only finding ones that apply to us. And then we're going to pray through it. So let's pray together before we start. And we're going to ask the Holy Spirit to come and bring revelation. So Holy Spirit, in the mighty name of Jesus, we ask that you would come now. We pray that you would fill our hearts with peace. We pray that you would bring revelation about the lies of the devil. Come and show us now. We pray this in Jesus' name. Amen. Amen. So go through the list and take your time and ask God about them. And if you think they may apply to you, check them. And then we're going to go through the lists together and we're going to reject them. And then we're going to spend some time listening to God for the truth. So you do that now, maybe for about the next 10 minutes or so, and then we'll come back together. And if you have a question, just put up your hand. Okay, begin. How many time will it take? About 10 minutes. 10 minutes. Yeah, about 10 minutes. What is they asking?
Yeah, put the check mark on this side of the column, because this side of the column is for the godly belief. You can tell them that. Okay. ကျွန်တော်တို့ကပြောဖို့ကြံခဲ့တယ်ပေါ့အမေချစ်တဲ့ကောင်မလေးဘေးမဟုတ်ဘဲနဲ့ဒီလွတ်တဲ့နေရာတွေမှာချစ်ပေးတော့ပိုကောင်းတယ်ဒီဘက်ကကျွန်တော်တို့ပြုတ်ပြရမယ့်အရာပေါ့နော်ပြန်ရေးမှာဖြစ်တဲ့အတွက်သူရဲ့ဒီဘက်အဲ့ဒါဆိုပိုကောင်းတယ်နော်ဒီဘက်ကကျွန်တော်တို့အမေပြန်ကြည်ညာရမယ့်ဟာကြီးပေါ့နော်ရပြီလားမသိဘူးကျေးဇူးတင်ပါတယ် Okay, and then continue. Yeah, all of them. Okay. Yeah, all of them. So there are 1, 2, 3 sections. Yes, and we're going to do all of the sections now. All of them now, yes. ကျွန်တော်အဲ့မှာခေါင်းစဉ်3ခုပေးထားတယ်เนาะဇာတ်ပွက်လည်း3ခုရှိတယ်3ခုစလုံးလောက်ရမှာဖြစ်ပါတယ် Let me send it.